ပစင်းခါတာတို့တော့ရောက်ပစင်းခါတာပစင်းခါပြီးသွားရင်တို့ဒီပြဥစ္စာခံအောင်ပါ ဘာလဲမလို့ ဟုတ်သူကိုရီးယားပစေးကံပါသူကတီလာရှိဝဲပါစတပီးတဲ့ကြော်အောင်နော်73မီငိမ့်နေတာဒါပေမဲ့နှမီးကမငိမ့်နေဘူး ကိုယ့်ရဲ့ဆရာသမားသာသနာပြုတဲ့နေရာမှာကိုယ့်ကိုသာသနာပြုတဲ့နေရာပါမယ်ဆိုတော့သူကလည်းဝိကျင်ကိုယ်လည်းဝိကျင်နဲ့ပထမတော့နှစ်ပါးတယ်စိတ်တူကိုနှစ်ပါးတယ်အေးဆေးဝင်မယ်ဆိုတော့ဆုံးဖြတ်ပြီးဆရာတော်ရှောက်လိုက်တာညနေ9:00နာရီတက်ထူတော့7ပါးဖြစ်လို့ အမေသူတို့နှစ်ယောက်ပစင်းခံလို့လေအဲ့ဒါကျွန်တော်တို့လာတာ အဲ့ဒါပေါ့ဒီလို့လဲဘုရားစားတော့ ဟမ် ပစင်းခါတာတို့တော့ရောက်ပစင်းခါတာပစင်းခါပြီးသွားရင်တို့ဒီပြဥစ္စာခံအောင်ပါ ဘာလဲမလို့ ဒီပွဲကြီးမှာကျွန်တော်စိတ်ချမ်းသာတယ်ဗျဝမ်းသာတာကျွန်တော်ဘာကြောင့်ဝမ်းသာဆိုတော့ KV ဝင်လေးကပစင်းတက်တော့ကျွန်တော်တော်ဝမ်းသာတာ ဒီဘက်တော့ဝင်လေ ဝင်လေးလေကျွန်တော်စော်ကားလာဈေးဘက်တော့သူပစင်း KV ဝင်လေးဆိုတာသူလေပစင်းတက်တော့တယ် ခေါ်လေးခေါ်တယ်ပြီးကျွန်တော်စင်ကြီးတွေပေးနေတာ ပစင်းတက်တော့တဲ့ခါကျကျွန်တော်ဘာကြောင့်ဝမ်းသာလဲဆိုတော့ဒီအပြင်မှာဒီသူကိစ္စတွေကနည်းနည်းရှိရလေပစင်းပါလာပါပြည့်နေတယ် မဟုတ် ဘာသင်္ကန်းတွေစီစဉ်တာကအများကြီးမဆုံးပူနေတယ်ခေါ်လေးအမိလာခဲ့ကိုပေါ့စီအမိလာခဲ့ကိုပေါ့စီကဒီကြမှာရှင်းပြမယ်လို့ပြောတာအမေကြီးဘာကြောင့် ဟုတ်သူကိုရီးယားပစေးကံပါသူကတီလာရှိဝဲပါ ဒါဆိုရင်ကျွန်တော်နဲ့ရှင်းနေတာပေါ့နော်ကျွန်တော်တို့တွဲလာခဲ့တဲ့ကျွန်တော်ချစ်ဆုံးတကယ်ချင်းလမ်းမြန်ပေါ့သူမနေ့ကမှကျွန်တော်ဖုန်းဆက်တာတကယ်ချင်းနဲ့မင်းလည်းသိပြီလားငါလည်းသာသနာပုံဝင်မလို့တဲ့ကိုချစ်တီရောပဲတဲ့ဝင်နေလည်းပါတယ်တဲ့ KBC ရလည်းပါတယ်ဟာမင်းတို့ရက်ကြတော့မပြောဘူးငါအိမ်ပြင်းကြာလာမို့လို့ပါတော့အိမ်မှာကြာတာတဲ့ဟိုမိမသားတွေကြီးပဲဆိုအိမ်မပြီးလို့ရှိရင်ကိုလိုကလာသမားတွေကငါမရှိရင်အစီပြေမှာမဟုတ်ဘူးလို့အားနဲ့မသိပြတော့တကယ်ချင်းငါရောက်အောင်လာပါမယ်လို့ကျွန်တော်မှနောက်ကအပူတွေတောကတွေနဲ့ဟလာမိသားစုစားရည်တွေနေရည်တွေထိုင်ရည်တွေနဲ့ ဟုတ်ပြောရင်ကျွန်တော်တို့အပူမရှိဘူးပေါ့အပူကင်းလို့သာသနာပေါင်းလဲဝယ်ရတာပေါ့အပူမကင်းတဲ့လူတွေကတော့ဝင်လို့မရဘူးပေါ့ဒီမှာလည်းပါနေတယ် ကိုကပထမတော့လာတဲ့ဝင်ဖို့ ဟိုကတော့ပြောရတော့အယောင်လူတွေပေါ့နော်ခေါင်းတွေပါ ဟောလာတော့လာတာ ဟောတော့ဝိတော့ဝိကျင်တယ်ကြက်မကြီးကမဥလေလို့ သင်္ကန်းစုံကြံသေးတယ်တကယ်ချင်းစင်းနေမယ် ဟိုကျွန်တော်အခုအရှိမပွဲလေးတွေရှိသေးတယ် ဟေးအဲ့လိုပြော ကျွန်တော်စီးမဲ့သူစီးရတယ်တမားတွေတို့ဈေးပွဲတော့လက်ခံနိုင်တာမရှိဘူးလေ ကဲတော့ကျွန်တော်ပွဲတွေအခုရှိတယ်ကျွန်တော်ရှိပါပွဲဖြတ်လိုက်မယ်အခုစီးမလားကျွန်တော်စီးရစိတ်ခေါ်မယ်လေ မနေ့ပြန်မှတော့ဒီဝဲလို့သိတယ် သင်္ကန်းနဲ့စုံလို့ပါလေ လကားမှာတာပါ သိချင်ပါတယ် ဟောကျွန်တော်ကို မာအားတဲ့ဒါသူတွေလာပြီ လာပြီးတော့တကယ်ကျေးဇူးတင်ပါတယ် ကျွန်တော်ကမနေ့ကညီကို2ယောက်တည်းဝင်မယ်ဆိုပြီးတော့ဆုံးပြလိုက်တာအဲဂီတာမူတွေကလည်းကျွန်တော်လည်းတော့ရောက်လိုက်တဲ့ဂီတာမူတွေကလည်းဆရာတဲ့ကျွန်တော်လည်းဝင်မယ်တဲ့အဲကိုကမယုံဘူးဘုံနှစ်ခါပြန်မေးရတာဟုတ်လို့လားနေမျိုးသမီးခွင့် အခုမယုံကိုကြီးတီးကကိုကအလှတခါကြီးဖြစ်တယ်ကိုကြီးတီးကဟဲ့ကောင်မင်းဝစ်ဆိုရင် तू ဝစ်ကိုဝစ်ရမှာဒါပေမဲ့ဟယ်လိုဝစ်ပါလားဆိုတော့အင်းမလုံဘူးမလား မလုံး လက်ကိုတည်းဝစ်ချင်နေတာဘဝလို့မရတော့ဘူးလေဒီတော့ကဘဝဒီမိုးလေးမှာသူ့အတွက်ကဘလို့တိုက်တာတွေဖြစ်လာပြီလဲဆိုတာခေါင်းနော်ကိုစိတ်ခါနဲ့ကိုနေတော့ဟုတ်တယ်လမ်းပြောတာ ငါကြီးတွေပြောတယ် အဲ့ဒါကြတော့ဘာလို့ပြောမလဲဆိုတော့လူကျွန်တော်တွေပြောမှဆိုတွေးလုံးပေါ့ ကိုစိတ်ခါနဲ့ကိုနေကြတော့မပြောပါဘူးကိုအောင်လုံးနေမပါစေနဲ့ပြောတာ ကိုယ့်ရဲ့ဆရာသမားသာသနာပြုတဲ့နေရာမှာကိုယ့်ကိုသာသနာပြုတဲ့နေရာပါမယ်ဆိုတော့သူကလည်းဝိကျင်ကိုယ်လည်းဝိကျင်နဲ့ပထမတော့နှစ်ပါးတယ်စိတ်တူကိုနှစ်ပါးတယ်အေးဆေးဝင်မယ်ဆိုတော့ဆုံးဖြတ်ပြီးဆရာတော်ရှောက်လိုက်တာညနေ9:00နာရီတက်ထူတော့7ပါးဖြစ်လို့အဲ့လိုပြောပါ ကောင်းပါလေတစ်သက်တမီငိမ့် စတမီငိမ့် နော်ကျွန်တော်ဒါတော့မကောင်းပါဘူးကျွန်တော် အားလုံး တကယ်ချင်းတွေအလူ စတမီငိမ့်ရော ချော်နေတော့လုပ်ပြီး အမှန်ဦးလာနာဘယ်လိုဖြစ်ကြလဲဆိုစတပီးတဲ့ကြော်အောင်နော်73မီငိမ့်နေတာဒါပေမဲ့နှမီးကမငိမ့်နေဘူး ကျွန်တော်ဘယ်လောက်ထိလုပ်ပေးမလဲဆိုခေါ်လို့ရှိတယ် KBC ကမရှိရင်ကြား KBC ကခေါ်ခဲ့မယ်အခုလိုနေကင်းအခမ်းပြီးတော့တိမ်ဝင်တိမ်တဲ့ကလေးကိုရောလေးပါလေးနဲ့လုတ်ပေးချင်တာညမပြောပြရင်တော့မေးပါသေးတယ်ခွင်းတောင်းပါသေးတယ်ကိုပေါ့စီရဲ့တဲ့မိုးတယ်နေနဲ့မလုတ်ပါနဲ့တော့တဲ့ဆိုတကယ်ပါကိုလည်းပြီးပြီးပြီးလုတ်ပေးချင်တာ ဟိုပါဘူးလို့ဆိုဒီလိုပါကျွန်တော်တို့ကလည်းဒါအချင်းယုံလေးလုပ်လိုက်တာတူတန်းခဲ့တဲ့အလူရှင်တွေငားခဲ့တဲ့အလူရှင်တွေအားလုံးသိအောင်ဟောသူတို့ပတ်စံတွေမဖြုံးမဲနဲ့မိသားစုလည်းစားဖို့လည်းလုပ်တယ်ဘာသာသာသနာလည်းလုပ်တယ်ဆိုတော့သိရတယ်ချပြရရင်ကျွန်တော်တို့တကယ်ဝမ်းသာပါတယ်